ဓိကဟာတာလောက်ဖို့ဆိုတာလေမလွယ်ဘူးများတို့ဟာအဓိကငိုရမှာနဲ့ရီရမှာဆိုရီအောင်လောက်ရတာပိုခတ်တယ်လေအဲ့တော့ဒီလူတယောက်ကိုများတို့ဒီအကြည့်နေတဲ့ပြိသက်ကိုရီအောင်လုံးနိုင်ဖို့ဆိုတာဒါလွယ်တဲ့ပညာမဟုတ်ဘူးလေအဲ့တော့ကိုရှင်မင်းလာမှာကြာလို့လူတွေကိုရီအောင်လုံးနိုင်တဲ့ပါရမီပါတယ်ပြီးတော့တကယ်လို့ဂလီထိုးပြီးရီခိုင်းတာမျိုးမဟုတ်နေဘူးဒီလားသူလုံးတဲ့ဟာလေးတွေကရီရတယ်ဟာကောင်းပြောပြရပါလေဟိုကျွန်တော်ကြတော့ဟာတာ item ကိုလောက်တတ်တာမဟုတ်ဘူးငကိုယူနေတာအဲ့လိုပြောချင်တာညပြောပါရမီပါတာသူတော့အဲ့လိုတကားလောက်သုံးမိလိုက်တာပေါ့နော်ပါရမီတော့မဟုတ်ပါဘူးတကယ်တော့အဲ့လိုငကိုယူမို့လို့ပါအဲ့လိုဒီနေ့ကဒါဟိုကဘာကြီးကမုံမွင်းတို့ကဘာဝေးမုံမွင်းရဲ့ဆိုင်ကွက်12နှစ်ပြည့်ပွဲလေးပါအဲ့မှာ short သေးတွေရောစိန်တွေရောရွှေတွေရောပြီးတော့ငွေသားလက်ဆောင်တွေရောထုံးစံတိုင်းပဲပေါ့အများကြီးပေးမယ်ဆိုတော့ကျွန်တော်တို့ထုံးစံတိုင်းခေါ်ပြီးတော့ promotion လေးကျွန်တော်တို့မောင်နှမနှစ်ယောက်ကိုလုပ်ပေးပါဆိုတာနဲ့စုံပြစ်တာပါခင်ဗျဟုတ်များတို့ဒီနေ့စိန်နှန်းတော်ကဘာကြီးကမုံမွေ12နှစ်ပြည့် anniversary ပေါ့နော်အဲ့ဒီမှာများတို့ဒီကဘာကြီးကမုံမွေဆိုင်ခွဲမှာပေါ့နော်စိန်တဲ့ရွှေတဲ့တွေကိုရွှေပြူတဲ့တွေကိုအလဲ0နဲ့ပေးမယ်ပြီးတော့စိန်တဲ့တွေကိုလည်း 25% discount နဲ့ရောင်းချပေးမှာပါများတို့လည်းအမှရှိနေမှာပါဟုတ်တော်တော်ထဲပါတယ်ဟိုကငကလေးဆိုရင်ဒါတွေကတော့အရှိမလဲဆင်တဲ့ဟာလေးနဲ့ကျွန်တော်တူတယ်ပေါ့နော်ဒီနက်ကလေးကတော့တော်တော်သဘောကျတယ်ဒါလေးဟိုအဲ့ဒါလေးပေးပါလားဆိုတော့ဆယ်ပွဲလာကားလိုက်ပင်ပေးမယ်အဲ့လိုကျွန်တော်ပြောလိုက်ပါဟုတ်စိန်နန်းတော်ရဲ့ဒါများတို့လက်ဝဲဒနာလေးကအမြဲတမ်းဒီဇိုင်းလေးမတူပဲဆန်းဆန်းလေးဝေးရတယ်ပေါ့နော်ပြီးတော့ယောက်ျားလေးဝတ်တွေထဲမှာဆိုလဲဒီလိုနက်ကအဲ့လိုအဆန်းလေးပါထူးဆန်းနေဟုတ်တယ်ပြီးတော့လက်ကောက်အဲ့လိုပြီးတော့ဒီမြခုနတွေကတွေ့ပါတယ်ကျွန်တော်ဆိုနိုင်ရောနိုင်ဟုတ်တယ်နိုင်လက်ကောက်လေးအဲ့လိုလေးပေါ့ဒီဇိုင်းဆန်းလေးတွေ့ရတယ်အမြဲဝေးရတယ်ပေါ့နော်များတို့ဟိုမဝဲပမဲ့ဒီလိုလေးဝေးရအဆင်ပြေပါဖူပါဟိုဝဲနိုင်ပေမဲ့လည်းကျွန်တော်တို့ဝတ်နေရတယ်ပေါ့အဲကြောင့်တို့လည်းစိတ်နဲ့တော့ပွဲလေးမကြတက်ဖြစ်တာလူလေးစိတ်ခဏရှူတာပေါ့ပြီးပြန်ပေးပေါ့ရှားနောက်ပွဲတွေတွေ့ပေါ့တိုင်အောင်တင်အောင်ဖြစ်တာပေါ့မပေးတော့လည်းမယူဘူးပေါ့ဒါပဲရှိတာပဲတိုင်အောင်တင်ဖြစ်တာဖြစ်တယ်လေမပေးတော့လည်းမယူတာပါမပေးပါဘူးဘယ်လိုမလေးမင်းကလေးကြာအဲ့လိုအလှပကြိုက်တော့လေaccessory အနေနဲ့ရောပြီးတော့ fancy ဆန်လေးလိုချင်လဲဒီစိန်နှန်းတော်ရှိရဆိုတော့မြလည်းဟိုတော်တော်ကနက်ကက်လေးပေါ့စိန်နှန်းတော်ကနေလာပြီးအားပေးဖြစ်ပါတယ်အားပေးလို့မြနောက်တစ်ခုလောက်ဝယ်လက်ဆောင်မြပေးမလားမပေးပါဟုတ်အဓိကတော့ဒီဟိုများတို့ main ကလေးကြတော့စိန်စုရင်စုတယ်မစုရင်ရွှေစုတယ်ပေါ့နော်ယောက်ျားလေးကြလည်းတိတ်ပြီးတော့စိန်နဲ့ရွှေတယ်ကြတိတ်ဝါသနာပါတာမတွေ့ရဘူးဝါသနာပါတယ်မစုချင်တာအလာလာရရင်တော့ယူလိုက်တယ်လာလာရရင်ယူလိုက်တယ်ကိုယ်ဆိုင်ကိုတော့မစုမရတာဘလို့ရရင်တော့ယူချင်တာပေါ့ဘလို့မေးကုန်လည်းမသိဘူးရရင်တော့ယူမှာပေါ့မရတာဘာပြောရမှာလဲမြတ်တို့အပြင်မှာဒီတိုင်းအပြင်မှာတော့စုံတယ်အနုပညာအနေနဲ့တော့အခုမှစပြီးတော့တူတူလှုပ်ဖို့ပါတော့ပြားစက်တိုက်တော့စုံလိုက်တယ်ဟုတ်တယ်ပြားစက်လေးမှလည်းတွေးလိုက်သေးရဲ့အများတို့ဒါပေမဲ့နောက်ထပ်အနုပညာလှုပ်ရှားမှုတွေလည်းတူတူလှုပ်ဖို့လည်းရှိပါတယ်လှုပ်လည်းလှုပ်ချင်ပါတယ်ဟုတ်လေရှိရဆိုကြိုးပြီးနမိတ်ဖတ်တာရှိကျင်တာအဲ့လိုပြောရင်ခေါ်မလားလို့ပြောကြည့်ရအောင်ဟုတ်ဟာအဲ့လိုတရေမင်းသမီးလေးလားအဲ့လိုမဟုတ်ပါဘူးတရေကားတွေမှာပါတဲ့မင်းသမီးလေးပါအဲ့လိုပြောပါအဲ့ဟိုတရေမင်းသမီးဆိုမသိဘူးတရေပဲထောက်ချနေတယ်မေးကိုစမ်းနေတယ်မေးရနော်ကြီးနော်မေးရအေးမွိုင်လည်းအကူခဏဝင်အိတ်လိုက်ပါလားတရားကားတွေမှာတတိချတော့တူမှာတူပါနာတူရန်ဟုတ်တယ်ပိတ်တက်လက်ခံတာတွေပါကျွန်တော်အဲ့ဒါပြောချင်တာပေါ့နော်တတိချ1 2ရဲ့ညမထွက်ရရဲ့အဲ့လိုတရေကားလေးတွေမှာပါတော့အဲ့လိုမျိုးဟိုပါပေါ့ပြီးတော့ကိုညို့ရဲ့ကားတွေကလည်းဒါပြိသက်ဟိုဘယ်ကားတင်နေကြိုက်ကြတဲ့ကားလေးတွေမှာညီမလေးပါတယ်ညီမလေးတရုပ်ဆောင်တာလေးတွေကောင်းတယ်တရေကားထဲမှာပါတဲ့မင်းသမီးလေးပါအဲ့လိုတရေမင်းသမီးမဟုတ်ပါဘူးအဲ့လိုကိုရပြောပေးအောင်မှာနားနေဟောလို့တော့ညအကိုစပြီးတော့ဟိုကိုပရီမီယာရေပေါ့နော်ကိုကပရီမီယာရေဆိုလဲတက်ဖြစ်တယ်ပြီးတော့အကိုရဲ့အပြင် character နဲ့အဲ့လိုကားရဲ့ character နဲ့ဆိုရလေအဲ့လိုတဘာဝဆန်တယ်လို့ပြောရမှာပေါ့နော်အပြင်မှာနေတဲ့တိုင်လေးပဲကားထဲမှာဆိုလဲလုံးဝ free style နဲ့အဲ့လိုတွေပို့တွေ့ရများတယ်ပြီးတော့ကိုရှူမီလာယောက်ျားလို့လေတော့ဟို
drama နဲ့ဆိုရင်တိတ်မမြင်တော့ ဟုတ်တယ်တော်တော်များများလည်းပြောကြတယ် အဲ့လိုအပြင်ဒီလိုလူမိုက်ပုံလို့ရင်လို့မလို့ရင်အဲ့လိုနည်းနည်းဟိုဟာတာဘက်သွားတာပူသဘောကြတယ်ဟုတ်အဲ့ဟိုဘိုက်ကားထဲမှာစပူချင် ဘိုက်ကြီးကြတော့ ဘိုက်ကြီး ဘိုက်ကြီးကြ ဟုတ်တယ်အဲ့ကားရောဆိုတကယ်ကြီးရရမိုက်တယ်ဟုတ်အဓိကဟာတာလောက်ဖို့ဆိုတာလဲလေဟိုမလွယ်ဘူးများတို့ဟာအဓိကဟိုငိုရမှာနဲ့ရှိရမှာဆိုရှိအောင်လုပ်ရတာပိုခတ်တယ်လေအဲ့တော့ဒီလူတယောက်ကိုများတို့ဒီအကြည့်နေတဲ့ပြိသက်ကိုရှိအောင်လုပ်နိုင်ဖို့ဆိုတာဒါလွယ်တဲ့ပညာမဟုတ်ဘူးလေအဲ့တော့ကိုရှင်မင်းလာမှာကြာလို့လူတွေကိုရှိအောင်လုပ်နိုင်တဲ့ပါရမီပါတယ်ပြီးတော့တကယ်ဟိုလိုဂရီထိုးပြီးခိုင်းတာမျိုးမဟုတ်နေဘူးဒီလားသူလုပ်တဲ့ဟာလေးတွေကရှိရတယ်ဟာကောင်းပြောပြ ကောင်းပြောရအောင်ပါလေဟိုကျွန်တော်ကြတော့ဟာတာ item ကိုလောက်တတ်တာမဟုတ်ဘူးငကိုယူနေတာအဲ့လိုပြောချင်တာ ညပြော ပါရမီပါတာသူတော့အဲ့လိုတကားလောက်သုံးမိလိုက်တာပေါ့နော်ပါရမီတော့မဟုတ်ပါဘူးတကယ်တော့အဲ့လိုငကိုယူမို့လို့ပါအဲ့လို ဒီနေ့ကမော်တော်ကြီးရောက်တယ် အမို့နဲ့ညာတော့ဒါအခုမှစဆိုပေမဲ့လေညာလည်းခွီးတဲ့ပါတယ်အကောကလည်း ကြီးအခုအောက်မှာဟိုဟာစိတ်နှမ်းတော့တော် တစ်တော်ရိုက်နေတယ် သုံးပုတ်ရိုက်တာတော်ကြီးရနော်တော်တော်ကြီးရက်ပြီအောက်မှာ အကောရဲ့စော့တတ်တယ်မျိုးအကောတစ်တော်ညာတိတ်ပြောလို့တစ်တော်မစော့တတ်တာပေါ့နော်တစ်တော်ကြည်ရတော့ကြည်တယ်အကိုတို့စော့ရတဲ့ဟာဆိုရင်လည်းများတို့အသေးလေးဝေးပေးကြိုက်တယ်ပေါ့နော်ဒါပေမဲ့များကိုယ်တိုင်ကြာလို့တိတ်ပြောစော့ပြတော့ အာယူနေရပါ အာယူ စိတ်နှမ်းတော့လည်းတွေ့လာအဲ့ဒီအားထုတ်လိုက်တာ ထုတ်ပလိုက်တာတော့ဟိုအမှန်တော့ရှေ့မှာလေးလာတာစိတ်နှမ်းတော့ကနေတစ်တော်ကခိုင်းတဲ့ချိန်ကျအပီထုတ်သုံးမယ်ဆိုဒါပေမဲ့မတက်ရင်တင်မေးရဲ့အကောက်ကွက်မျိုးစုံနေတင်မေး နော်ဘလူကတချင်းမှရွေးပေးရ တချင်းမှရွေးပေးရ အင်တာဗျူးဖြေတဲ့အချိန်လည်းအဲကွန်းတွေပါလေပိတ်ပေးတယ် ဟိုဖြစ်နေ ဟုတ်လားကိုယ်ပိတ်သွားတာအော်ဆိုဒါမဲ့ဟိုအကိုနဲ့ကြတော့ဟိုစော့တာနည်းနည်းအဆင်ပြေသေးရပေါ့နော်တယောက်တည်းဆိုရင်တော့နည်းနည်းရောင်ချာဖြစ်နေရပါစော့အကိုနဲ့ကြတော့လည်းနှစ်ယောက်ဆိုတော့နှစ်ယောက် တယောက်နဲ့ကူလို့ရတာပေါ့တော့အခုမှဆော့ရတာပြောတာပါခုနဆော့တာတော်တော်ကောင်းတယ်ကျွန်တော်တော့ပြန်လိုက်ရတယ်ပေါ့နော် မနေ့ကမှတင်မိရတာဟုတ်တယ်ရာဇယ်နဲ့တင်မိရ ရာဇယ်နဲ့ကျွန်တော်တို့လောက်တာ မဟုတ်နောက်တပွဲကြရင်များတို့တစ်တော်ကြီးပဲခေါ်စော့မှာတဲ့ အဲ့လိုကျွန်တော်အဲ့လိုတစ်ခုတည်းဆိုတစ်ခုတည်းတော့သွားချင်တာတော့မဟုတ်ဘူးပေါ့နော်အကုန်တော့သွားချင်တယ်ဟာတာလည်းအဲ့လိုလေးသွားချင်တယ်ဒရမာလည်းသွားချင်တယ်အခုဒီမှာလေးရိုက်တယ်လို့မျိုးဟိုကိုညိုတို့ရိုက်တဲ့ပုံစံမျိုးလေးအဲ့လိုတရက်ကလည်းသွားချင်တယ်ကျွန်တော်လည်းရိုက်တော့ရိုက်ပါတယ်ဒါပေမဲ့စိုးတာကျွန်တော်ကရုံမတက်ရင်လို့ဟာတာတွေများတယ်နော်ဒရမာလည်းရှိတယ်ဒါပေမဲ့ဟိုတက်တော့တက်မလာသေးဘူးအဲ့လိုပုံစံမျိုးဖြစ်နေတာတရက်ကလေးရိုက်ချင်ပါတယ်ဟုတ်ကျွန်တော်တို့စိတ်နှမ်းတော်ရဲ့12နှစ်ပြည့်anniversary လေးမှာဒါကျွန်တော်တို့မောင်နှမနှစ်ယောက်တိချာအကောင်းဆုံးတက်တော်ကြီးဆော်ပြီးတော့ဟိုအစိမ့်တဲ့တွေအမိုက်စားတွေလည်းကျွန်တော်တို့ဝတ်ပြထားပါတယ်ပြီးတော့တကယ်လည်းရောင်းနေမှာလည်းအများကြီးရှိတဲ့အတွက်ကြောင့်မလို့ဒါရောအားပေးဖို့အတွက်ဖိတ်ခေါ်ပါရရှင် ဟုတ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါ